ဒီတစ်ပတ်တနင်္ဂနွေနေ့မှာတော့မာနကတ်နဲ့ KO ခချီတို့ရဲ့ပွဲကိုကျွန်တော်တို့စောင့်ကြည့်ရမယ်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Sport Box Facebook TikTok YouTube Channel မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဂျိုရှော့ဘန်တို့ရဲ့ Flyweight တန်းကပွဲကောင်းတစ်ပွဲဖြစ်တဲ့မာနကတ်နဲ့ KO ခချီတို့ရဲ့ပွဲကဒီတစ်ပတ်တနင်္ဂနွေနေ့မှာ UFC Final ရဲ့ခေါင်းပွဲဖြစ်ထိုးသက်ကြမယ်ဒီပွဲကိုတော့ကျွန်တော်တို့ Fighter ဂျိုရှော့ဘန်အနေနဲ့တကယ်စောင့်ကြည့်တဲ့ပွဲလို့တော့ပြောလို့ရတယ်ဘာလို့လဲဆိုရင်ဒီ fighter တွေကနိုင်တဲ့တယောက်ကကျွန်တော်တို့ fighter ဂျိုရှော့ဘန်နဲ့ပွဲဖြစ်ဖို့များတယ်ကျွန်တော်တို့ fighter ဂျိုရှော့ဘန်အနေနဲ့ပန်ဒိုဂျာနဲ့ပွဲမဖြစ်ခဲ့ဘူးဆိုရင်တော့ဘယ်လိုပွဲမဖြစ်ဘူးဆိုလဲဆိုတော့ဗျာပန်ဒိုဂျာကလောလောဆယ်အနေထားမှာဒဏ်ရာတွေက 100% တက်တာလာပြီလားဆိုတာကျွန်တော်တို့ကိုယ်တိုင်တော့မသိနိုင်ဘူးဗျာအဲ့ဒါကြောင့်ဂျိုရှော့ဘန်အနေနဲ့ကကဲလို့ပန်ဒိုဂျာနဲ့သာပွဲမဖြစ်ခဲ့ဘူးဆိုရင် KO ခချီနဲ့မာနကတ်တို့တည်းကတယောက်ယောက်နဲ့ပွဲဖြစ်ဖို့များတယ်မာနကတ်ဆိုတာကလည်းထူထူပြောရမလို့တဲ့ fighter ဘာလို့လဲဆိုတော့အစာပိုင်းကကျွန်တော်တို့ fighter ဂျိုရှော့ဘန်နဲ့တောက်လျှောက်လေတိုက်ခဲ့တဲ့ fighter မာနကတ်အနေနဲ့ကလည်း Brandon Royval ကိုအပေါက်သိပ်ပြီးတဲ့ကကျွန်တော်တို့ fighter ကိုတောက်လျှောက်လေတိုက်ခဲ့တာကျွန်တော်တို့ fighter ကလည်းမင်း contract မှာသာဆိုင်းထိုးလိုက်မာနကဘယ်ချိန်မဆိုပွဲဖြစ်လို့ရတယ်လို့ပြောခဲ့တာအဲ့ဒါကိုမာနေဘက်ကအကြောင်းအမျိုးမျိုးကြောင့်သူ့အနေနဲ့ကလက်မှတ်မထိုးနိုင်ခဲ့ဘူးပြီးတော့သူ့ရဲ့ဝေးပြဿနာကြောင့်လည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်ပဲမာနေကသူ့ရဲ့ချန်ပီယံစင်ခေါ်ခွင့်အိမ်မက်ကိုဆွန်လွှတ်ခဲ့ရတယ်တစ်ဖက်က KOGG ကလည်းသူ့အနေနဲ့ UFC ကိုဒုတိယမြောက်ပြန်လာတဲ့အနေထားမှာကင်းကာဖေးအဖွဲ့ဝင်ကိုနောက်ဆုံးပွဲမှာဘယ်နစ်ကချုံနဲ့အနိုင်ယူပြီးတော့သူ့ရဲ့ performance ကိုအကောင်းဆုံးချပြနိုင်ခဲ့တယ်သူ့အနေနဲ့အသက်အရွယ်ကကင်းကနန်းတစ်ခုပဲဆိုတာကိုလည်းပြသခဲ့သေးတယ်သူ့အနေနဲ့ဒီတက်ရွယ်မှာမှသူ့ရဲ့ချန်ပီယံအိမ်မက်ကိုပြန်ပြီးတော့အသက်သွင်းမယ်ဆိုတဲ့သဘောဗျာဒီအနေထားမှာသူ့အနေနဲ့မာနကတ်နဲ့တွေ့နေတာဆိုတော့ကတကယ်ကြည့်ကောင်းမှုပွဲဗျာဘာလို့လဲဆိုရင်တော့သူတို့ fighter နှစ်ယောက်ကဗျာဂျပန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Ryzen ကနေပြီးထိုးတဲ့ fighter နှစ်ယောက် Ryzen မှာတော့ကလည်းဒီ fighter နှစ်ယောက်ကတစ်ခါတွေ့ဘူးပဲဗျာအဲတော့ကတော့ KOG ကအနိုင်ရရှိသွားတယ်ဗျာအဲ့တော့မာနကတ်အနေနဲ့ KOG ကိုဒီတစ်ခါမှာလက်စားမြန်းချေနိုင်မလားဒါကလည်းစိတ်ဝင်စားဖို့ကောင်းနေပြီဗျာတာရုံးကထိုးခဲ့တော့ကဂျပန်ပြည်မှာဆိုတော့ KOG ကအနေငယ်အသာရနိုင်တယ်ခုကြတော့ဂျာခွင်းဖြစ်သွားပြီဆိုတော့ကမာနဲအနေနဲ့ဒီပွဲမှာသူ့ရဲ့ရှုံးကျွေးကိုပြန်ဆက်နိုင်မလားဆိုတာတော့တကယ်စိတ်ဝင်စားဖို့ကောင်းနေပါပြီဗျအသက်အရွယ်ရဆိုရင်တော့မာနကတ်ကအနေငယ်တာနိုင်တယ် KOG ကတော့အနေငယ်အကြပိုင်းရောက်နေပြီလို့ကျွန်တော်မြင်တယ်မာနဲကတော့ခုချိန်မှာသူ့ရဲ့ပုံမှန်လက်စမ်းတွေပြန်ရနေပြီးတော့အကောင်းဆုံးဖောင်တစ်ခုကိုရနေခဲ့ပြီအဲ့ဒါကြောင့်ဒီပွဲမှာမာနဲက KOG ကိုအနိုင်ရရှိသွားမလားဆိုတာတကယ်စောင့်ကြည့်ရမယ်ဗျာတခုစဉ်းစားလို့ရတာကဒီ fighter နှစ်ယောက်အတွက်ဒီပွဲကအရင်အရေးကြီးသွားပြီဗျာဘာလို့လဲဆိုရင်တော့မာနကတ်ကသူ့ရဲ့လက်လွတ်သွားတဲ့အခွင့်အရေးကိုဒီပွဲနိုင်ပြီးတော့ပြန်လဲဖန်နီးနိုင်မလားဒါမှမဟုတ် KOG ကပဲသူ့ရဲ့မပြီးပြတ်သေးတဲ့ချန်ပီယံအိမ်မက်ကိုဆက်ပြီးအကောင့်ထဲပေါ်သွားမှာလားဒီကတကယ်မေကွန်ထုတ်เสียကောင်းတဲ့ပွဲတစ်ပွဲဖြစ်သွားပြီဒါကြောင့်ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ဒီပွဲကိုလုံးဝစောင့်မျှော်ကြည့်ရှုတင်တယ်အချို့သုံးသက်ချက်အနေနဲ့တော့နော်မနက်ဖန်2ရင်းလောက်ကြာရင်တင်ပေးဖို့ရှိမယ်ဗျာလောလေကြတော့ One Championship ပွဲတွေနဲ့ကျွန်တော်လည်းနည်းနည်းအလုပ်ရှုပ်နေတော့တော့ပဲကျင်းနေကြပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ခဲ့ပေးကြပါဦး